မှာလည်းပြစ်သွားတာလားဟာ ဟုတ်တယ်ဒီမှာလာ ဟုတ်လားဩဘယ်လိုပြစ်သွားတာလဲ စားတာ လူတားပြစ်တာဟဲ့ဖွား ဒီမှာမတော့ခေါ် ဖွားဒီမှာလည်းပြစ်သွားတာလားဟာ ဟုတ်တယ်ဒီမှာလာ ဟုတ်လားဩဘယ်လိုပြစ်သွားတာလဲ စားတာ လူတားပြစ်တာတားပြစ်တာလားဟာဩဟိုဘယ်မောင်နှမဘယ်နှစ်ယောက်ရှိတယ်ဟုတ်တားသမီးဘယ်နှစ်ယောက်မွေးတာလဲ ဒီရောက်ပွဲ ခုနှစ်ယောက်မွေးတာလားတယောက်ပဲရှိနေအဲ့တယောက်ကဘဘဒီမှာလက်ပြစ်သွားတာလားဟာဘဘနန်းသက်တယ်မကောင်းတော့ဘူးနော်အဖားဟိုပေါ့နော်ဒီလိုလက်ပြစ်သွားတာတားအကြီးတရားလက်ပြစ်သွားတာပေါ့နော်ခံစားရတယ်ရှင်မ ဒီတော့ရဲဒီတော့ကရဲတော့နေဘူးရမှာဖြစ်နေတာဘယ်လိုမှမဟုတ်ဘူးအဲ့တော့3ရက်ရှိတယ်နော်3ရက်လောက် ချွေးမကပြစ်ခိုင်းတာလား တဲ့ဟုတ်ပါ အဲ့ဒါနဲ့ဝါးလို့ရအဲ့ဒါမနေရတယ် အုံးလေးလေးပဲလိမ့်ပြီးလိုက်ပါလား နေ ဒါရမ်းချစ်တာအခုကျကြီးချစ်နေတော့မယ် အဲ့လေးရှိတာ ဒါချစ်နေတော့မယ်ဘာလဲချွေးမခွေးမချွေးမဟာချွေးမဘာဖြစ်လဲ သူ့ အ မှာ ချွေးမခွေးမဟုတ်တယ်လေ ဒါခွေးသား ဒါဘာဖြစ်လဲ ခွေးသား ဒါအခွေးသားတော့ရက်သက်တယ်နော်သားနာမည်ကဘူးလေသားနာမည်ကရဲစောတဲ့နေတာမဟုတ်ဘူးရွာမဟုတ်ဘူးမြို့မဟုတ်ဘူးမြို့တော့သားနာမည်ကရဲစောရေးမြို့မင်းနေပြစ်ထားရတယ်နော်အဲ့ဆိုမေးမယ်ဟိုဘောနော်ကိုသားရေထဲမှာနစ်နေမယ်အကွာ10မရမယ်ဆို10မအော်ရဲစောရေးမင်းလောက်ရတယ်နော်ပြောကြည့်မင်းဦးထဲမှာရေနစ်နေတယ်တဲ့မင်းမေက10မားဆို10မဲတဲ့အသက်ပေးပြီးတော့မင်းကဒီမှာလည်းပြစ်ချရတယ်နော်ဆိုတော့ရုပ်မှလည်းကောင်းဒီကောင်ကောင်းပြီးမယ်လေနော် ဟုတ်ကဲ့ အရင်သနာဒီကသနာဆရာ ဟုတ်တယ် ကိုချင်းစား ဒီ ဘာ ပါ တင် တင် တာ တာ ဘာနော်အားမရှိဘူးတာရှိနော်အားတင်တာတော့ဘာနော်တာရှိတယ်နော်ဘာဖြစ် तू အမေမတော်လဲသားမိတော့နော်အခုပဲမျိုးအလူတွေပေါ့နော်ဝိုင်းမြများလေးရှဲ့ပြီ ဟုတ်ဘူးဒီအောင်မပြောတာလေဒီအောင်မပြော ကွာတော့ပူလာအေးတောက်ကြည့်အန်ဒီလာလာတဲ့ဟိုမှာပိုင်ရှင်တော့တွေ့ရတွေ့ဘူးပြန်ကြည့်ဘူးပြန်လူတွေပေါ့မြများလေးရှဲ့ပြပါပေါ့နော်ဒီဘကွာကိုလည်းသူမျိုးတွေလည်းသိသိကြည့်နေပေါ့နော်ဒါပဲဒါအကျွဲကောင်းတော့မရှိသေးတယ်သိလားကျမကြီးကောင်းတယ်ဘာမှမဖြစ်ဘူးသိချလုပ်ကြည့်ဒါသားသမီးချင်းကမှတော့နေချင်ပါပေါ့နော်ဒါချွေးမတယောက်ကြောင့်နဲ့ဟိုချွေးမပြုတ်သွားတာသားသမီးကိုတာကိုပြစ်ခိုင်းတာပေါ့နော်အရင်တည်းအောင်ချွေးမအေးကြောင့်နော် မရတကားမလို့မနဲ့တော့လာပြတာကျန်း ပူပင်တဲ့သားသမီးကဒီမှာလာပြီးစွန့်ပစ်သွားတယ်ပေါ့နော်ဟိုဗါလဲအိမ်နမဘလောက်အိမ်နမမသိဘူးလမ်းပါလားဟန်ဒီယာလမ်းဟုတ်လားဟန်ဒီယာလမ်းပေါ့မဟုတ်ပင်ရပေါ့နော်ဒီဘဘကိုတွေ့ရင်ပေါ့ဆွေမျိုးတွေပဲဖြစ်ဖြစ်ပေါ့နော်လာပြီးတော့လက်ပြန်ခေါ်ပေးပါလို့လက်ပြန်ခေါ်ပေးပါပေါ့နော်ဒါပေမဲ့သားသမီးကပြစ်ချသွားတယ်ပေါ့နော်ချွေးမပြစ်ခိုင်းတာတဲ့ဟုတ်လားကွာ အော်မြီးလေးလည်းရှိတယ်။အော်အဲ့ဆိုအဖွားဒီအခုဒီလိုတားလက်ပြစ်သွားတဲ့အချိန်မှာအဖွားကိုမြီးလေးကိုတတိယနေတယ်ဟုတ်လား။ဟိုအဖွားကိုလည်းပြစ်သွားတယ်တားအရင်တည်းကမြီးလေးနဲ့လည်းခွဲတယ်။တားကိုညီပေးမယ်နော်။ဘာမှပြစ်မယ်နော်။
对面打鼓，打鼓喏，来我进来了嘞，忘记我把路边啊做了，你讲喏，米巴打的米啊，不老是严的做，我米巴让他比下来不喏。哦，打眉毛照的，哎，咱们不怕他们来比下来啦。နော်အကောင်ဆုံးပြန်တော့လုပ်ပေးမယ်ပေါ့လုပ်ပေးခဲ့မယ်ပေါ့နော်ဟိုဗာလဲလိုတာဆောင်းလိုတယ်ရှင်းအောင်လိုတယ်နေ့တိုင်းစားမယ်တောက်မယ်ဆိုရင်ဒါလေးတော့အမားတို့ကတောင်းဝင်ယူပါပေးနော်ဟိုဗာညနေကျရင်စိုင်မှာတော့ဝယ်ပေးဝယ်ပြီးဒီမှာနှစ်ပုတ်ပေးသူကရင်ရှင်းအောင်လေးနဲ့ထောင်ပေးလိုက်လောလောဆယ်တော့သူကပြီးသွားမှဒိတ်တာကိုဆက်ဆက်ပြီးတော့လာပြီးလက်ခေါ်ပေးလိုက်မယ်နော်ဒါမှမဟုတ်သူ့စစ်မျိုးတွေကလည်းဒီဗီဒီယိုဖိုင်မြင်ရင်လည်းလက်ခေါ်ရင်လက်ခေါ်မယ်ပေါ့နော်ဒါကကိုလာစက်ရုံရှိတဲ့မှာပေါ့နော်နေရာကဟိုဗာထောက်ချက်မျိုးပေါ့မျိုးဆောင်တာပေါ့နော်အမားတို့ပဲဘုသူအောက်အောင်မယ်နော်ငွေကြေးရတာနော်မမပြောချင်သေးတယ် ဘယ်လိုပြောမလဲတာသမီကိုမိပါကိုမွေးထုတ်ထားတာနော်ဒါတာသမီဆိုဒီလိုလုံးတင်လာမကောင်းဘူးပေါ့နော်နောက်တော့ဟိုဘယ်လိုပြောမလဲလူမျိုးသားသမီးတွေရှိနေလဲပေါ့နော်ဒီဗီဒီယိုဖိုင်လေးကိုကြည့်နေတဲ့လူတွေပေါ့နော်ဒီပညာတော့ဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့လူတွေတော့နော်ပညာပေးလေးအဲ့လိုလေးပြောနေတာပေါ့ဒီလိုလေးမစွန့်ပစ်ပါနဲ့လို့ကိုမိပါကိုနော်ကိုငငယ်တွေကစမွေးထုတ်ထားတာနော်ကြီးကြီးလာတဲ့အထိအခုလိုတွေမလုပ်ကြပါနဲ့လို့အမကတော့အဲ့ဒါလေးမြစ်တာလေးရက်ခံတယ်နော်။နောက်လို့လည်းကြည့်